ယောက်ျားလေးအတွက်တည်တဲ့ဘီဝတ်တဲ့ကောင်ကြီးကြော်သွားဘင်းမွေးတဲ့ကောင်ကြီးဝင်လာခဲ့ပြောပြမယ်ကိုရိနေဘလို့ဖြစ်လဲဆိုတော့ဒီနေ့ကိုကအရန်ဝတ်သားတို့ကိုစားချင်နေတဲ့ခါကျတော့ကိုကြီးတဲ့ဝတ်သားတို့တွေလည်းကြွေးပါအောင်ဆိုနော်သူကအဲ့နေလိုက်ကြွေးမယ်ဆိုပြီးသွားရောအဲ့မှာဝတ်သားတို့ဆိုင်ရောက်ရောဇလန်ကအဲ့ဒီမှာစတာဘေးမဝတ်တဲ့ကောင်လေးပဲနားထောင်နော်ဘလို့စလဲဆိုအမှဝတ်သားတို့ဆိုင်ကနေလူတွေမှအများကြီးအကုန်လုံးထိုင်နေကြတာဝတ်သားတို့ကတမျိုးလုံးမှအဲ့ဒီဆိုင်မရှိထိုင်နေရောအဲ့မှာဘလို့ဖြစ်လဲဆိုတော့ကိုလည်းဒီတိုင်းဘောထိုင်တော့တို့စားမှာပြီးထိုင်လိုက်ရောထိုင်ပြီးရောအမကိုရောတော့မှဘင်းမဝစ်ဘူးအဲ့နဲ့ထိုင်ရောထိုင်နေတဲ့အချိန်မှာသူ့ရဲ့အောက်ကတော့အောက်ဘောင်းမီကခွာပြင်းနေတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုကျမပြင်းနေမှာအဲ့ပြုတ်ကြလာလေတော့မတိသေးဘူးတိသေးပဲနဲ့စားတော့ငါပြောပြပါဦးနင်တို့ယောက်ျားလေးရလေဒီနှလုံးပြုတ်ကြနေအောင်နင်တို့ကလေတိုးရတာမတိကြဘူးလားဟမ်အဲ့ကောင်ကလည်းမတိဘူးစားနေတယ်ငါလည်းမတိဘူးခဏနေရောမတ်တမနဲ့ကြည့်မိလိုက်တာပြုတ်ကြဟဲ့အကြောင်းငါဟဲ့ဘာကြီးလုံးဆိုလက်ကြီးနဲ့သုံးမိရောဟဲ့လာပြီးတော့အိမ်နဲ့သုံးမိဟုတ်လေအုံမိရောပြီးသူကလည်းအကျမချက်ကိုချက်နေကိုကြည့်ကြည့်နေတော့အောက်ကသူ့နှလုံးလေတိုက်နေအောင်လည်းမသိဘူးပြုတ်ကျနေအောင်လည်းမသိဘူးအဲ့တော့ရှင်လေးယောက်ျားလေးနော်တခုဆိုလို့ရှိရင်ဘစ်ကိုဝစ်ပါမဝစ်ဖဲနဲ့အပြင်ပြန်ရှောက်မသွားပါနဲ့ဒီမှာတော့ရမ်းရှက်လို့တီတော့မယ်သူကတော့မသိနော်အဲ့ဒါပြောချင်တာဘစ်ဝစ်ကြရှင်းပြောဝဲပေးမယ်